နိုင်ငံသူနိုင်ငံသားရှိသမျှကြောင့်ရခိုင်လူမျိုးဆိုတော့အဲ့ဒါရခိုင်ဗုဒ္ဓဘာသာဆိုပြီးတော့ဒါမဲ့ကျွန်တော်တို့တိုင်းပြည်ပြည်သူပြည်သားမွတ်စလင်လူမျိုးဆိုပြီးတော့အဲ့ဒါတော်တော်လေးနှိမ့်ဆက်တဲ့ကောင်တွေရှိတယ်မေလို့စုပ်ပြည့်တဲ့ရကန်သားဟုတ်တယ်နော်ကိုတိုင်းပြည်မဲ့တဲ့ငါလုံးမသားမင်းတို့တိုင်းပြည်မတင်နဲ့ဒါမဲ့ကျွန်တော်တို့အဲ့ဒီမြန်မာနိုင်ငံမှာရှိသမျှကောင်တွေဒါမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိသမျှကောင်တယောက်ဒါမဲ့ကျွန်တော်တို့တိုင်းပြည်အဲ့ဒါမင်းတို့ဘာလို့တောင်းတာလဲမင်းလောကောင်တွေရကန်သားဟုတ်တယ်နော်စုပ်ပြည့်တဲ့ရကန်သားမင်းတို့မကဘာမရှိဘူးရခရာကောကားခွေဟုတ်တယ်နော်ရခိုင်လူမျိုးမှာဟောမရှိအောင်အုံမိတ်မြေကောင်တယောက်ကျွန်တော်တို့တိုင်းပြည်မှာရခိုင်နဲ့ကျွန်တော်တို့တက်ဟုတ်တယ်နော်ရခိုင်လူမျိုးဆိုတော့ကျွန်တော်တို့ပြည်သူကြီးပြည်သားဘယ်တော့မှမကြိုက်အားလုံးမသာစုပ်ပြည့်တဲ့ရခိုင်မျိုးဟုတ်တယ်နော်မင်းတို့ဘာတော့အဲ့ဒါကျွန်တော်တို့တိုင်းပြည်မင်းတို့တောင်းတာရတယ်ဆိုတော့ရတယ်ကာကူရီဦးစီးရှောက်ဘိုးရှုံးမှုကြီးမိုဟာမက်နော်ဘီယူဆန်အဲ့ဒါသူဟုတ်တယ်နော်ဒင်ဖက်ဘန်ဖက်သူ့ရဲ့ပြည်သူပြည်သားရှိတယ်ရတယ်ခေါင်းဆောင်ဟုတ်တယ်နော်ကျွန်တော်တို့အခုတိုင်းပြည်မှာရှိမောင်တို့မျိုးပွင့်ကျွန်တော်တို့မရှိအောင်မင်းတို့မထင်တာမဲလောကောင်းနေရကန်ရခိုင်လူမျိုးစောက်ပြည့်တဲ့ငါလုံးမသားမင်းတို့ဟုတ်တယ်နော်ကိုတိုင်းပြည်တောင်းတယ်ရတယ်အဖွေဟုတ်တယ်နော်ရတယ်အဖွေခေါင်းဆောင်ဘိုးဆုံးမှုကြီးဟုတ်တယ်နော်မိုဟာမက်နော်ဘီဟူဆန်သူကြီးတန်ဖက်ပန်ဖက်ပြည်သူကြီးပြည်သားရှိတယ်မင်းတို့နဲ့ကျွန်တော်တို့ session time မေလို့ရကန်သားမင်းတို့ကပါမတင်နဲ့ကျွန်တော်တိုင်းပြည်မွေးဖို့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားရှိသမျှကောင်းတရားဒါမှမင်းတို့အဲ့ဒါကျွန်တော်တို့တိုင်းပြည်ဆိုပြီးတော့ဘင်္ဂလီလူမျိုးမင်းတို့ဘာလို့သတ်မှတ်တာလဲသတ်မှတ်နေရမှာအကြောင်းမရှိဒါမှသတ်မှတ်တော့မန္တတလျှော့တာအဲ့ဒါမင်းတို့ရခရာကောကားခွေဟုတ်တယ်နော်မင်းတို့နိုင်ငံသားဦးမေနိုင်ငံသားဖြစ်မှာမဟုတ်ဘူးမင်းဦးမေမြေကောင်တရားငါလုံးမသားရခိုင်လူမျိုးအဲ့ဒါကျွန်တော်တို့တိုင်းပြည်ဘာရအဲ့ဒါဆိုပြီးတော့ဘဝနဲ့ပူပြီးတော့ကျွန်တော်တို့မိုဟာမက်နော်ဘီယူဆန်ရတဲ့ကာကူရီဦးစီးရှောက်ဘိုးရှုံးမှုကြီးမိုဟာမက်နော်ဘီယူဆန်ဟောသူကြီးဟုတ်တယ်နော်လက်နက်ကပွေးစစ်ရှိတယ်အဲ့ဒါမောင်တော်မျိုးပိန်းမှရှိတယ်ကျွန်တော်တော်တယ်မှာမဟုတ်ဘူးနော်ကျွန်တော်ပေပါနိုင်ငံမဟုတ်ဘူးကျွန်တော်အဲ့ဒါမနိုင်ငံမှာရှိသမျှရှိတဲ့ကောင်ပြည်သူရေးသားသမီးအဲ့ဒါမရှိအောင်မင်းတို့မတင်နဲ့ငါလုံးမသားမင်းတို့ရခိုင်လူမျိုးဆိုတော့အဲ့ဒါရခိုင်ဆိုတော့ကျွန်တော်ဘာလဲမှမသိဘူးတိုင်းပြည်တောင်းတဲ့ဘာရအဲ့ဒါဆိုပြီးတော့ကျွန်တော်တို့ပြည်သူပြည်သားကိုမွတ်စလင်လူမျိုးတော်တော်လေးနှက်ဆက်တဲ့ကောင်မဲလို့စုပ်ပြည့်တဲ့ရခိုင်သားဟုတ်တယ်နော်မင်းတို့ကဟုတ်တယ်နော်တရှုပ်တရားတော့မင်းတို့ဆဲတာမဟုတ်ဘူးမင်းတို့တတိပေးတာပဲအဲ့ဒါမင်းတို့တတိပေးတာအကြောင်းရှိတယ်ဒါမှကျွန်တော်တို့အဲ့ဒါမမနိုင်ငံမှာအဲ့ဒါမွေးဖွားတဲ့ကောင်နေပြည်သူရေးပြည်သားအစ္စလာမ်လူမျိုးဘာလို့နှက်ဆက်တာအစ္စလာမ်လူမျိုးနှက်ဆက်တာမှန်တယ်တရှောတော့မဲလို့ကောင်မင်းတို့အမိလို့လားမဲလို့ကောင်နေရခိုင်သားမင်းတို့အမိလို့လားအဲ့ဒါမင်းတို့မဟုတ်တာဟာတွေကိုလောက်တယ်တိုင်းပြည်သူပြည်သားတရှုံးနိုင်ငံကတော့ထွက်ပြတဲ့ကောင်တွေမဟုတ်ဘူးကျွန်တော်အဲ့ဒါမမနိုင်ငံမှာရှိသမျှကောင်တွေပဲအဲ့ဒါကျွန်တော်တို့အားတွေခေါင်းဆောင်ရှိတယ်အားတွေခါခူရီဦးစီးရှောက်မိုဟာမက်နော်ဘီယူဆန်ဟုတ်တယ်နော်သူကြီးဒင်ဖက်ပန်ဖက်ပြည်သူကြီးပြည်သားသားသမီးအများကြီးရှိတယ်လက်နက်ကန်တာကောင်အဲ့ဒါအခုကျွန်တော်တို့ပြင်မှာအဲ့ဒါမောင်တို့မြုပ်ပိတ်မှာရှိပါတယ်အဲ့ဒါမင်းတို့ဟုတ်တယ်နော်သဘောပေါက်တဲ့အရှိမဆိုတော့သဘောပေါက်ရင်ဆိုပြီးအဲ့ဒါသတ်မှတ်ပြီးတော့ဟုတ်တယ်နော်မင်းတို့တတိပြတာဒါမှမင်းတို့ဟိုမတင်နဲ့ဒါမှကျွန်တော်တိုင်းပြည်ရမယ်ဆိုပြီးတော့အဲ့ဒါမင်းတို့တတိမှာအဲ့ဒါမထားကြနဲ့ဒါမှထားကြရင်တော့မင်းတို့ဟိုဖြစ်မယ်တိရစ္ဆာန်ဖြစ်မယ်တိရစ္ဆာန်မဖြစ်ဆောင်လို့ဒါမှကျွန်တော်တို့ကအဲ့ဒါဆိုပြီးတော့အခုဗမာလောက်တာတဲ့ကာကူရီအားခေါင်းဆောင်ဘိုးရှုံးမှုကြီးမိုဟာမက်နော်ဘီယူဆန်အဲ့ဒါဆိုတော့ပြည်သူကြီးပြည်သားတောက်ကန်တာဆိုတော့မင်းတို့သိလားငါလုံးမသားရခိုင်ပါစောက်ပြည့်တဲ့ရခမင်းတို့အိန္ဒိယခိုးဝင်လူမျိုးတရှုံးနိုင်ငံသားမင်းတို့ဟုတ်တယ်နိုင်ငံအဲ့ကျွန်တော်တို့နိုင်ငံကိုမင်းတို့ဘာတော့တောင်းတာဆိုတော့မင်းတို့မဟုတ်မရှိဘူးစင်းရင်သားပဲမင်းလို့စောက်ပြည့်တဲ့ကန်သားဟုတ်တယ်နော်အမျိုးစိုက်ပေါက်အဲ့ဒါတော့မပြောပါနဲ့ပြုတ်ရင်တော့မင်းတို့တိတ်မယ်ပဲကွာ